American နိုင်ငံရဲ့တရားစစ်စောင်းမြေ This is me မြေဖြစ်ပါတယ် This is me မြေဖြစ်ပါတယ်ရဲ့ဒုတိယအရှိဆုံး This is me မြေ Hello this is me တရားမှာကြိုးစိုးပါတယ် Hello This is me မြေကြီးပေါ့နော်ဒါကအမေရိကန်နိုင်ငံရဲ့ဒုတိယအကြီးဆုံးမြေကြီးဖြစ်ပါတယ် မလာလို့ရောက်ခဲ့ပြီနော် Hello business B မကဘာဒီတင်မော်လမ်းအတွက်ဟိုဘက်ကတရားကြီးရွှေ့ပေးရတယ် ဟိုဘက်ကတရားကြီးရွှေ့ပေးရလမ်းကြောင်းရွှေ့ပေးကြတယ် ဒီတင်မော်လေးအရှင်တရားဟာတော့တက်နိုင်ကြတယ်တိုင်းကြီးဖွင့်လိုက်ရနော်ဟိုမှာပေါ်မှာလူရှိရထိတ်ချုံတယ် ချစ်လေ ဒါရို့ထိတ်ချုံ လေအောင်လုပ်ပြတာ လေဟုတ်ဒါရိုက်ပြန်ရွှေ့လာပြီဒါရိုက်ပြန်ရွှေ့လာပါပြီအဲ့တရားပေါ်ကနေပြီးတော့ကောင်းမောင်းရမှာဖြစ်ပါတယ် ပုံမှန်ထားလိုက်ဒါရိုက်ပြန်ရွှေ့လာပြီမကြည့်ပါဒါကြီးပြန်ရွှေ့ ရာကြီးကတဲ့တင်မောလာတဲ့အခါမြစ်အလယ်မှာမောင်းတန်လက်ကြီးလို့အောက်ကတိုင်ကြီးမှာစုံလဲကြီးလို့လှုပ်ထားတာပါတဲ့အရှင်ကြီးတင်မောဖြတ်သွားပြီးတဲ့အခါကျတရားကြီးကပြန်ပြီးတော့တရားဖြစ်သွားတယ်တင်မောလာတဲ့အခါကျမြစ်ရဲ့အလဲကောင်းနဲ့တင်မောဖြတ်ဖို့အတွက်သူကကန့်လန့်ဖယ်ပေးလိုက်တယ်ဘောမှာယထာလန်ကားလန်တဲ့မိုက်ညာရှယ်ကားနဲ့အခုဦးစင်းတို့အောက်ကနေဒီတရားပေါ်ဖြတ်မှာပါတဲ့ရင်းနေရတာအခုတော့ပါရင်းနေရတာဘောကယထာလန်အောက်ကကားလန်နှစ်ထပ်သူကတရားချင်းဆက်သွားပြီဟိုဘက်ကျတရားချင်းထိတ်တော့ကြည့်ပါပါပြီတဲ့အိုင်အိုဝါပြည်နယ်ကိုအီလီနွိုက်ပြည်နယ်ကနေဖြတ်မဲ့တရားတဲ့ဆက်သွားပါပြီခင်ဗျာလက်ဖွေးတော့ပါမယ်ကားလန်ဒီတရားပေါ်မှာဟိုဒီကဟိုပေါ်ဘောနေတယ်မင်းမဟုတ်ဘူးဟိုစတော်ဆိုင်ပြည်နယ်ကနောက်ကစကိုင်းတရားဖြစ်ပါတယ်အိုင်အိုဝါပြည်နယ်နောက်ကစကိုင်းတရားဖြစ်ပါအိုင်အိုဝါပြည်နယ်ဒါပေဖို့မြို့နောက်ကတော့စကိုင်းတရားဖြစ်ပါတယ်ဒါကတော့နောက်ကတော့မြို့ရှုခဲ့ပါပါတယ်အရင်ရောအဲ့တောမြို့လေးပေါ့နော်ဒါပေဖို့မြို့ကနေကြိုးစိုးပါတယ်ဒါပေဖို့မြို့ကနေကြိုးစိုးပါတယ်အဲ့ဝါနဲ့ပါကိုးတော့ပါနာလာရှိရရန်ကုန်ရဲ့မေမြို့ရဲ့စကားရဲ့တော့မလားအဲ့တော့ဥဒ္ဓမတိလည်းအဲ့ဒါအောက်မှာလည်းသူမကြက်မတင်းသေးသူကျလမ်းကြောင်ဆရာပဲလေအဲ့မှာမူလနဲ့လေးအဲ့အောင်တာ